We are saved! The lava stopped! We made it! Hooray! ဒီနေ့ခေတ် TikTok, Facebook Reel နဲ့ YouTube Short တွေမှာကြည့်ရှုသူတန်းနဲ့ရှိပြီး view တွေပေါက်နေတဲ့ဗီဒီယိုတွေကိုသတိထားမိလားဟုတ်ပါတယ်ဒုက္ခရောက်နေတဲ့လူငယ်လေးကိုလက်ကြီးတစ်ဖက်ကဝင်ခဲ့ပေးတဲ့ Giant Hand Mini Rescue concept video တွေပါလက်ရှိမှာအရန်ကို viral ဖြစ်နေပြီး algorithm ကအကြိုက်ဆုံး content အမျိုးအစားတစ်ခုပေါ့စိတ်လှုပ်ရှားဖို့ကောင်းတာကဒီလိုဗီဒီယိုတွေကို AI သုံးပြီးမိမိအိမ်မှာတဲ့အလွယ်တကူဖန်တီးနိုင်ပြီးတော့ social media ရဲ့ monetization တွေကလည်းဝင်ငွေအများကြီးပြန်ရှာလို့ရတာပါပဲဒါပေမဲ့ကျွန်တော်က AI လည်းမသုံးတတ်ဘူး pro နေလည်းမရေးတတ်ဘူးဆိုပြီးစိတ်ပူနေလားလုံးဝမလိုပါဘူးဒီဗီဒီယိုထဲမှာ mini rescue AI ဗီဒီယိုတွေကိုအစအဆုံးအလွယ်ကူဆုံးနည်းနဲ့ကိုယ်တိုင်လုပ်ပြသွားမှာပါ pro ရေးတတ်ဖို့မလိုဘူး idea စဉ်းစားဖို့တော့မလိုပါဘူး ChatGPT ထဲက GPTs ကို free အသုံးပြုပြီးအလန်းစားဗီဒီယိုတွေကိုတိုက်ရိုက် generate ထုတ်ပြသွားမှာပါအချိန်နှဲငယ်ပေးုံနဲ့ TikTok, Reel, Short တွေမှာ viral ဖြစ်နေတဲ့ဗီဒီယိုတွေကိုအပီးပြင်ထုတ်နိုင်ပါပြီကဲစကားတွေလည်းအများကြီးပြောပြီးပြီဆိုတော့ကျွန်တော်ရဲ့ tutorial လေးကိုအခုပဲစလိုက်ရအောင်ဗျာပထမဦးဆုံးအနေနဲ့ ChatGPT ကိုသွားပါဝိုင်းပြထားတဲ့မျက်နှာကြောင်းကိုနှိပ်ပါမောကိုနှိပ်ပါ app ကိုထပ်နှိပ်ပါ GPTs ကိုနှိပ်ပါ search bar မှာ mini rescue generator လို့ရိုက်ထည့်လိုက်ပါအခုလိုလေးပေါ်လာပြီဆို mini rescue generator ကိုနှိပ်လိုက်ပါ start the generator ကိုနှိပ်ပါ prompt box မှာမြန်မာလိုနားလည်ရလွယ်အောင် English and Myanmar language ဆိုပြီးပေါင်းထည့်ရေးပေးလိုက်ပါ ChatGPT မှာမတူညီတဲ့အကြောင်းအရာ10မျိုးထုတ်ပေးလာပါပြီဒီအကြောင်းအရာတွေကိုမကြိုက်သေးရင်လည်းနောက်ထပ်ရေးပေးပါ English Myanmar language ဆိုပြီးပို့လိုက်ပါနောက်ထပ်မတူညီတဲ့ခေါင်းစဉ်10ခုကိုပို့ပေးလာပါပြီနံပါတ်5ကိုရွေးပြီးအစမ်းထုတ်ကြည့်ပါမယ် ChatGPT မှာ image prompt နဲ့ video prompt တွေကို copy box နဲ့တခါတည်းထုတ်ပေးလာပါပြီ image prompt ကို copy ယူပြီး Google Flow AI မှာပုံသွားထုတ်ပါမယ် prompt box မှာ copy ကူးလာတဲ့ prompt ကိုထည့်ပါမယ်ပြီးရင် image ထုတ်မှာဖြစ်တဲ့အတွက် setting ချိန်ပါမယ် setting မှာ image မိမိထုတ်ရှင်တဲ့ video အချိုးပုံအရေးအတွက်ကိုရွေးလိုက်ပါမယ်ပုံအရေးအတွက်မှာတော့ကျွန်တော်ကနံပါတ်4ကိုရွေးလိုက်ပါမယ်ပုံကို4ပုံထုတ်ရှင်အပြင်အကောင်းဆုံးပုံကိုရွေးချယ်နိုင်ပါတယ် setting တွေချိန်ပြီးသွားရင်တော့ပုံကိုထုတ်လို့ရပါပြီပုံထုတ်နေစဉ်အတော့အတွင်း video prompt ကို ChatGPT မှာ copy တွားယူထားပါမယ် image ထွက်လာတဲ့အချိန်ထိခေတ္တစောင့်ပေးရပါမယ်ပုံနေရလာပြီဆိုရင်တော့မိမိအဆင်ပြေဆုံးပုံကိုရွေးချယ်ပြီးအသုံးပြုနိုင်ပါတယ်တချို့ပုံတွေကကြည့်ရတာကောင်းတယ်လို့ထင်ရပေမဲ့တကယ်တမ်းဖြစ်နိုင်ခြေမရှိပါဘူးအဲ့လိုပုံတွေဆိုရင်မရွေးချယ်တာအကောင်းဆုံးပါဖြစ်နိုင်ခြေမရှိတဲ့ဓာတ်ပုံကိုရွေးမိရင်ဗီဒီယိုလုပ်တဲ့အခါတလွဲတွေထွက်လာပါလိမ့်မယ်မိမိဗီဒီယိုလုပ်မဲ့ပုံကိုဖိပြီး animate ကိုနှိပ်ပါဗီဒီယိုထုတ်မှဖြစ်တဲ့အတွက် setting ချိန်ပါမယ်ဗီဒီယိုအရေးအတွက်မှာတစ်ကိုရွေးလိုက်ပါဗီဒီယိုထုတ်မဲ့ model မှာ VO 3.1 Lite ကိုသုံးတဲ့အတွက် credit 10ပဲကုန်ပါမယ်အစောကကူးလာတဲ့ video prompt ကိုထည့်ပြီးဗီဒီယိုထုတ်နိုင်ပါပြီဗီဒီယိုရလာပြီဆိုတော့တစ်ချက်အဆင်ပြေမပြေစစ်ကြည့်ပါမယ် We are saved! The lava stopped! We made it! Hooray! ရလာတဲ့ဗီဒီယိုကအဆင်ပြေတယ်ဆိုရင်တော့ download ခလုတ်ကိုနှိပ်ပြီး download ဆွဲလိုက်ပါနောက်ထပ်တစ်ခုထပ်ထုတ်ဖို့အတွက်အစောက ChatGPT ကိုပဲသွားပြီး more English မြန်မာဆိုပြီးရိုက်ပို့လိုက်ပါ ChatGPT မှာနောက်ထပ် idea 10ခုကိုထပ်ထုတ်ပေးလာပါလိမ့်မယ်ရေရှားနေတဲ့အချိန်ရေထည့်ပေးတဲ့ဗီဒီယိုစမ်းထုတ်ကြည့်ပါမယ်ရွေးထားတဲ့နံပါတ်ကိုနှိပ်ပြီး ChatGPT ကိုပို့လိုက်ပါအစောကအတိုင်းပဲ image prompt video prompt တွေထုတ်ပေးလာပါပြီ image prompt video prompt တွေကို copy ယူပြီး Flow AI မှာသွားထုတ်လိုက်ပါရလာတဲ့ဗီဒီယိုလေးကိုတစ်ချက်စစ်ကြည့်လိုက်ရအောင် Water! It's water! We are saved! Look at it flow! နောက်ထပ်ဗီဒီယိုတစ်ပုဒ်လည်းစမ်းထားပါတယ် result ကိုကြည့်လိုက်ရအောင် We Hooray! Hooray! We are saved! Yes! We are saved! The lava stopped! We made it! Hooray! We did it! Hooray!
We are free! ဗီဒီယိုလေးကိုဖန်တီးတတ်ပြီလို့ထင်ပါဗျာအခုဗီဒီယိုလေးကတော့ဒီလောက်ပါပဲလမ်း AI မြန်မာကနေအရင်တင်ဆက်ပေးခဲ့တဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ tutorial တွေကိုလည်းအောက်က comment section မှာစုစည်းပေးထားပါတယ်အဲ့ဒီ link တွေကနေတဆင့်အလွယ်တကူပြန်လည်လေ့လာနိုင်ပါတယ်ဒီဗီဒီယိုလေးကိုသဘောကျတယ်အကျိုးရှိတယ်ဆိုရင်တော့ like လုပ်ပေးခဲ့ဖို့မမေ့ပါနဲ့အောင်နော်ဒါအပြင်နောက်ထပ်ဘယ်လို AI နည်းပညာတွေဘယ်လို tutorial မျိုးတွေကိုတင်ဆက်ပေးရမလဲဆိုတာကိုလည်း comment မှာရေးသွားပေးပါဦးကျွန်တော်တို့ရဲ့ဗီဒီယိုအသစ်တွေကိုလက်မလွတ်တမ်းကြည့်နိုင်ဖို့ channel ကို subscribe လုပ်ထားပြီးခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်